ဒီအပိုင်းလေးမှာတော့ကျောင်းကြီးတို့ကမကောင်းဆိုးဝါးတွေကကလေးတွေရဲ့အကြောက်တရားကောင်းတွေဖြစ်နေမှန်းသိလိုက်ပါပြီအကောင်တွေကပိုများလာတာကြောင့်အခုတင်အိပ်ပျော်သွားကြတဲ့ကလေးတွေကိုအန်တို့ကကျောင်းထဲထည့်ဖို့လုပ်ခဲ့ပြီးလမ်းလျှောက်သွားနေကြတဲ့ကလေးတွေကိုတော့စောကလိုက်တာဖို့လုပ်ပါတယ်ရိုဘင်နဲ့ချိုပါတို့ကလည်းစောနဲ့တူတူလိုက်ချင်ကြောင်ပြောလို့စောကခေါ်လာလိုက်ပါတယ်ဒီလိုနဲ့စောကကလေးတွေနာကိုရောက်လာပြီးထွန်မသွားဖို့အတွက်လန့်တာပါတယ်စောကတော့ကလေးတွေကအေးရင်လမ်းလျှောက်နေတာသိကြတဲ့အကြောင်းပြောပါတယ်ချိုပါကတော့အေးရင်လမ်းလျှောက်တာတာမန်ကိစ္စတစ်ခုဆိုပေမဲ့အခုလိုအုပ်စုလိုက်လမ်းလျှောက်တာကထူးဆန်းတဲ့အကြောင်းပြန်ရှင်းပြပါတယ်ရိုဘင်ကတော့ကလေးတွေဘေးနာကမြားပုံစံအဖြူအောင်ပိတ်စာလေးကိုတွေးလိုက်တာကြောင့်ဘာကြီးလဲလို့တွေးလိုက်မိပါတယ်စောကစိတ်လုံးနေတာကြောင့်ကလေးတွေအရှိကပိတ်ကလိုက်ပြီးအရှိဆက်မသွားဘူးပြောနေပါတယ်ရိုဘင်ကတော့ကျောင်းကဆရာရဲ့ကလေးတွေကိုမထိနဲ့ဆိုတဲ့အမှားစကားကြောင့်ပြောပြပြီးသတိထားဖို့တတ်မှလိုက်ပါတယ်စောကတော့ကလေးတွေကိုဒီတိုင်းမဲ့လမ်းပေးချောက်ထားလိုက်ရင်အန်ဒီအများကြောင့်ပြောပြီးတခုလေးသောနီလန်းအနေနဲ့ကလေးတယောက်ကိုကင်လိုက်ပါတယ်ချက်ချင်းပဲကလေးရဲ့ဘေးနာမှာမမြင်နိုင်တဲ့စူးကျွန်းတစ်ခုကစောရဲ့လက်ကိုထိုးချင်းပေါက်ဖြစ်သွားပါတယ်စောကနာကျင်မှုနဲ့လဲကျသွားပြီးစောပေါ်ကရိုဘင်နဲ့ချိုပါကရောပြုတ်ကျသွားကစောကတော့သူ့ကိုစူးတစ်ခုနဲ့ထိုးခံလိုက်ရကြောင်းပြပြပါတယ်တစ်ဖက်ကပွဲတော်ကျင်းပနေတဲ့ရွာမှာတကြီးချတော်စီဖုန်းတစ်လုံးဝင်လာပြီးပင်လယ်ပြန်ကျောင်းကဆက်နေတာလို့သိလိုက်ရပါတယ်ဘရူးတို့ကတော့ဒန်ဒန်မူရှိလို့ထင်သွားပေမဲ့တကယ်ကတော့ဒန်ကိုမူရှိဖြစ်ပြီးအဲဘတ်နိုင်ငံထဲမှာပဲသုံးလို့ရကြောင်းဟာဂျူတင်ကရှင်းပြပါတယ်ဆက်သွယ်နေသူကအန်ဖြစ်ပြီးကျောင်းမှာအမြည်တက်လို့မရတဲ့အရေးပေါ်အခြေအနေတစ်ခုဖြစ်နေကကျောင်းကကလေးတွေအကုန်ရုတ်တရက်အိမ်မောကျပြီးအဲ့ဒီတက်ကကလေး9ယောက်ကတော့တနေရာကိုလမ်းလျှောက်သွားနေတယ်လို့ပြောပါတယ်အနီးအနားမှာရှိတဲ့ကလေးအမေတွေကစိတ်ပူကုန်ပြီးရွာသားတွေကလည်းထူးခြားတဲ့ဖြစ်ရအကြောင်းကြောင့်စိတ်ပူလာပါတယ်အန်ကတော့ဒီကိစ္စကမပြီးသေးပဲအဲဘတ်တစ်တော်မှလည်းထူးဆန်းတဲ့နဆိုးကောင်တွေပေါ်လာတဲ့အကြောင်းတင်ပြပါတယ်ဒိုဒီကတော့ကျောင်းကဆရာတွေကဘာမှမလုပ်ဘူးလားမင်းနေပြီးအန်ကတော့ကလေးတွေက brand rock အိတ်ကိုဥတီသွားနေကြကြောင်းစောတယောက်ကတားဆီးဖို့လိုက်နေကြောင်းပြောပါတယ်နာမီတို့ကတော့ခုနကသူတို့သွားလဲခဲ့တဲ့ကျောင်းမှာပါအခြေအနေတွေကရှုပ်ထွေးနေပြီးမီးလောင်မှုလည်းဖြစ်နေတာကြောင့်ဘာတွေလဲလို့မေးပါတယ်ဒီအချိန်ဂျိုင်းရန်တွေကကလေးတွေဥတီနေတဲ့ brand rock အိတ်ဆိုတဲ့နေရာမှာမီးလောင်နေတယ်လို့ပြောပါတယ်ဂျာတော်ကတော့အမူးလို့နေပြီးသူ့ရဲ့မြေလေရီဗာကလည်းကျောင်းမှာရှိတဲ့အကြောင်းပြောပါတယ်ဒီအချိန်သူတို့ဘော်ကနေအတန်တစ်ခုကြားရပြီးတိမ်လေးတစည်းမောင်းနေတာကိုတွေ့လိုက်ရပါတယ်ဒီလေးကအဲဘရဲ့မိသက်တပ်ဖွဲ့ဖြစ်ပါတယ်ဒီလိုနဲ့မိသက်ဖို့သွားနေကြတဲ့မိသက်တပ်ဖွဲ့အရှိမှာနဆိုးတစ်ကောင်ပေါ်လာပြီးလှေကိုလက်နဲ့ပုတ်ချလိုက်ပါတယ်တစ်ဖက်ကခေါင်းနိုင်တွေကတော့သူတို့မှုထားတဲ့ကိစ္စကြောင့်ပြောနေကြပြီးဆိုမာကတော့အဆူဆူခံလိုက်ရတဲ့ဂျိုင်းရန်ကြောင့်ပြောနေကအချစ်တိုင်းမှာစူးရှိကြောင်းအချစ်ဆိုတာစူးလေးကိုမြင်ရင်တော့ဂယုမဆိုင်ဖဲအနားကိုတိုးကတ်သွားတာမျိုးဖြစ်ပြီးအချစ်မြတ်တာပိုးလေးလေးစူးကပိုနာလေးလေးဖြစ်တာကြောင့်မိဘနဲ့သားသမီးတွေသာပါလာရင်ပိုပြောဖို့ကောင်းမှဖြစ်ကြောင်းသူတို့ရဲ့သားသမီးတွေကိုကျင်းသားစွာဖတ်ထားတာနဲ့အမျှစူးတွေကနှိမ့်ဝင်သွားပြီးမျက်စိရှိမှတည်သွားတာကိုအရသာရှိကြည့်နေတဲ့အကြောင်းပြောပါတယ်အဲ့ဒီနောက်ဆိုမာရဲ့ devil fruit ကိုမိတ်ဆက်ပေးပြီးတွန်းတွန်း fruit စူးပင်လူသားဖြစ်ပါတယ်ဘေးနာကကန်ကိုကတော့သူပြောတာတွေကိုစိတ်ဝင်စားပဲကိုယ့်ရဲ့အစားကိုသာအရသာရှိရှိစားနေတာကြောင့်စိတ်ပြက်သွားခဲ့ရပါတယ်ကီလင်ကန်ကတော့ကန်ကိုကလေးတွေအတွက်ဘလို့လမ်းကြောင်းနဲ့ခေါ်မှလဲမေးတဲ့အတွက်ကန်ကိုကကျွန်းလဲကိုဖြတ်သွားတဲ့တစ်ခိုင်းထူကြီးတစ်ခုရှိပြီးရွာနာကတိမ်မင်လဲကိုရောက်တဲ့အထိကလေးတွေကိုဒီလန်တိုင်းသွားခိုင်းဖို့စိတ်ကူးထားတဲ့အကြောင်းပြပြပါတယ်ဆိုမာကတော့လမ်းဆုံးဖြစ်လို့ပိုကောင်းပြီးတွေးချတဲ့အခါကျဘုံကျဲဖို့ပြောလိုက်ပါတယ်ဒီအချိန်ကီလင်ကန်ကဆိုမာကိုသူတို့စားနေတဲ့အစားအစာမှာစားလို့နေကြောင်းပြောပါတယ်ဆိုမာကစားကြောင်တူးလိုက်တဲ့အချိန်အိပ်ပျော်သွားပြီးအိပ်ပျော်သွားတာနဲ့ခေါင်းမော့ကနေတိမ်တိုက်တစ်ခုပေါ်လာကအထဲမှာတော့စားကိုမြင်ရပါတယ်ကီလင်ကန်ရဲ့အသီးအကြောင်းကိုလည်းသိလိုက်ရပြီး Dragon Fruit Mythical Type Modern ကီတွင်အိမ်မက်တရဲ့စက်ရုံလူသားဖြစ်ပါတယ်ယူလိုပြီးတော့ဆိုမာကပြန်လို့လာပြီးသူ့အိမ်မက်ထဲကဆွဲထုတ်ခံလိုက်ရတာသိတော့ကလေးတွေအိမ်မက်ထဲကနေဆွဲထုတ်လာတဲ့နဆိုးတွေရောလို့မေးပါတယ်ကီလင်ကန်ကတော့ရွာကဂျိုင်းရန်တင်မော်ကိုယူသွားဖို့လိုပြီးတက်တန်လေးလဲဆွဲဖို့လိုကြောင်းဒီတက်တက်နဲ့ဟိုလီလမ်းပြန်မှာဖြစ်ကြောင်းပြောပါတယ်တစ်ဖက်ကကန်ကိုကတော့အစားအစာကိုသာအာယုံဆိုင်နေပြီးထမှုထူးကြတဲ့အရာသာနဲ့အရန်စားလို့ကောင်းတဲ့အကြောင်းပြောပါတယ်။ဆိုမာကတော့သူတို့ကစားပွဲပြီးသွားပြီလားပြောစရာမကောင်းဘူးလို့ပြောလိုက်ပါတယ်။ကန်ကိုကတော့အစားအစာတွေကကောင်းကြောင်းနဲ့ဒီအစားအစာတွေကကယ်လိုရီမရှိဘူးနော်ဆိုပြီးမေးပါတယ်။ကီလင်ကန်ကတော့ဟုတ်ကြောင်းနဲ့အိမ်မက်ကထုတ်တာကြောင့်အာဟာရဓာတ်မပါကြောင်းအရာသာပဲရတာလို့ပြောပါတယ်။ကန်ကိုကချက်ချင်းဆိုမာကိုမပြီးသေးကြောင်းနဲ့ရွာနာကတိမ်မင်လင်နာပင်လယ်တပြသင်းဘောကိုတွေ့ထားရပြီးရွန်ကိုတဲကကော်ရိုးအထုတ်တို့ရှိကြောင်းပြောလိုက်ပါတယ်။အဲ့ဒီအပြင်ကလေးတွေကမီးတဲ့ကိုသွားနေကြကြောင်းဆိုမာကိုလမ်းပြလိုက်ပါတယ်ကလေးတွေကိုအရှင်လိုချင်တာကြောင့်တည်သွားမှစိုးရင်ပေမဲ့တည်သွားခဲ့ရင်လည်းနောက်ထပ်ကလေးတစ်ဖွဲ့ကိုထပ်ခေါ်လို့ရတဲ့အကြောင်းကန်ကိုကပြောပါတယ်တစ်ဖက်ကစောကတော့ဒဏ်ရာရထားတာကြောင့်ချော်ပါကစေကူတောက်မှုခံယူဖို့ပြောနေပေမဲ့ဒီအတွက်အချိန်မရှိတာကြောင့်မဖြစ်ဘူးလို့ပြောလိုက်ပါတယ်အခုမတားရင်ကလေးတွေကမီးတဲ့တိုးတော့မှဖြစ်ကြောင်းပြောလိုက်ပါတယ်တစ်ဖက်ကမြေရောက်ဖွဲ့ကတော့လိုဂီနဲ့ရင်ဆိုင်ရကနီးဖြစ်နေတဲ့အပြင်လိုဂီရဲ့တူရဲ့မူဂျိုစွမ်းအားကြောင့်ထိခိုက်မှုရှိမှကိုစိုးရိမ်နေကြပါတယ်လိုဂီကတော့မိုဂျိုကနေမီးလောက်မှုဖြစ်စေနိုင်ပြီးအဲဘာတစ်ခုလုံးမီးလောက်တော့မှဖြစ်ကြောင်းပြောပါတယ်ဒါကြောင့်သူ့ကိုလွတ်ပေးဖို့လည်းချိန်ချောက်ပါတယ်လူဖီကတော့သူ့ကလေးအတိုင်းတောင်းကျနေတဲ့လိုဂီကိုတားဖို့ပြန်ပါတယ်လူဖီကအမြင့်ကိုခုံလိုက်ပြီးဂိုမူနိုအန်ဘော်လူနဲ့မျက်နှာကိုထိုးဖို့အလုံးမှာမထိုးခင်မှာပဲချက်တန်းလိုက်ပါတယ်လိုဂီကတော့ငြိမ်ကြပြီးလက်ထဲကတူကိုပါလွတ်ချလိုက်ပါတယ်ဒါနဲ့အတူမြေကြီးပေါ်ပြလဲသွားပြီးရှုံသွားပါတယ်ဆိုလိုကတော့လိုဂီဟာသူ့ရင်အားအကုန်သုံးပြီးရွေးချယ်မှုလုပ်ခဲ့တာလို့ရှင်းပြပါတယ်
တကယ်လို့လိုကီသာသူတို့ကိုအယူလုံနိုင်ခဲ့ရင်သူတို့နားကထွက်သွားပြီးတနေရာမှာလဲနေပြီလို့ပြောလိုက်ပါတယ်စန်ဂျီကတော့ဒီလိုဒဏ်ရာနဲ့တောင်ဒီလိုအင်အားရှိတာကြောင့်ကိုက်တွဲဖို့အတော်ခက်ခဲတဲ့ကောင်မှန်းသိလိုက်ပါတယ်သူ့ကိုကူပေးမလားဒီတိုင်းသိအောင်ထားခဲ့မလားကသူတို့အပေါ်မှာမူတည်တယ်လို့ပြောလာတဲ့ဆိုတော့ကိုလူဖီကသူဟာလိုကီနဲ့ရေးကြီးစကားပြောဖို့လိုသေးကြောင်းထပ်ပြောပါတယ်ရိုဒိုကလည်းလိုကီကိုအခြားလူကဒီလိုဖြစ်အောင်လုပ်လိုက်တာဖြစ်ပြီးရွာကားလူမဟုတ်နိုင်ကြောင်းစဉ်းစားနေပါတယ်လူဖီကတော့ဟာဂျူတင်ကိုလှမ်းတောင်းဆိုလိုက်ပြီးလိုကီကိုကူပေးဖို့ပြောပါတယ်တစ်ဖက်ကစန်ဂျီဇိုရိုတို့ကအမဲလိုက်ဖို့ထွက်လာကြပြီးလိုကီဘိုင်ဝါဖို့ဆိုအကောင်ကြီးလိုအပ်ကြောင်းပြောပါတယ်ဇိုရိုနဲ့စန်ဂျီတို့ကတော့ရိုးရမပြတ်အမဲလိုက်ဖို့သွားရင်ဟိုကောင်ကနှင်းရဲ့ညီကောင်ဟိုကောင်ကမျက်ခုံးကောက်ဆိုပြီးရန်ဖြစ်နေပါတယ်ဒီဘက်ကဂါကတော့လိုကီကိုပြန်ကူပေးနေပြီးလိုကီပြန်ကောင်းဖို့လာပိုင်းလောက်ကုသမှုခံယူဖို့လိုကြောင်းရှင်းပြပါတယ်ဒါကြောင့်ကုသမှုခံယူတဲ့အချိန်ဒီမှာပဲထားဖို့မဖြစ်တဲ့အပြင်ရွာထဲသွားရင်လည်းရွာသားတွေကဝိုင်းတက်တာခံရမယ်လို့ပြောပါတယ်လိုကီကိုအဲ့လောက်မုန်းတာလားဆိုတဲ့လူဖီမေကွန်ကိုအရန်မုန်းကြပြီးအမိုက်ကောင်ဖြစ်ကြောင်းလူဖီသာမပြောရင်သူတို့တွေတပ်ပြစ်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်လူဖီကတော့လိုကီရဲ့ကြိုးကြောင်းမေးလိုက်ပြီးဟာဂျူတင်ကတော့ဒါကအေးရှန်ချန်ရဲ့နေအမတ်သားဖြစ်ကြောင်းသူ့အဖေဟာရဲသွေးကြောင့်ဒီလိုဖြစ်နေတာလို့ရှင်းပြပါတယ်ဒီလိုနဲ့ဟာဂျူတင်ကသူ့ရဲ့လိုကီရဲ့ကိုသူ့အဖေမှာထားခဲ့တဲ့စကားကိုပြန်တွေးမိပါတယ်ဟာရဲကတော့ဟာဂျူတင်နဲ့လိုကီကိုလိမ်မာချဖို့နဲ့မင်းတို့ကအဲဘရဲ့အနာဂတ်တွေလို့ဆုံးပါပါတယ်ဟာဂျူတင်ကတော့သူလိုကီရဲ့အနိုင်ကျင့်မှုတွေခံရတာကိုတွေးပြီးသူ့ကိုဟာရဲရဲ့တရားမဝင်သားဖြစ်ကြောင်းသူ့မိဟာမျိုးမစစ်ဖြစ်ကြောင်းအနိုင်ကျင့်ပြောဆိုတာတွေကိုပြန်မြင်ရောက်နေပါတယ်အဲ့ဒီနောက်နာကျင့်မှုတွေနဲ့အတူသူ့ရဲ့ပစိန်ကိုမြောက်လိုက်တာကြောင့်ဘေးနားကအဖွဲသားတွေကဝိုင်းတာခဲ့ကြရပါတယ်ဟာဂျူတင်ကတော့သူ့အမေကိုစော်ကားသူ့အဖေကိုတတ်ခဲ့တဲ့အကောင်ကိုဒီတိုင်းထားလို့မရကြောင်းသူတက်ရမှကျင်းမှဖြစ်ကြောင်းပြောပါတယ်နိုးနေပြီဖြစ်တဲ့လိုကီကတော့စင်ခေါ်လိုက်ပြီးမင်းကိုယ်တိုင်မလေးလာပဲမဆွဆွဲတင်ကြောင်းအဖေကိုအကြောင်းရင်းမရှိတပ်ပစ်တာမဟုတ်တဲ့အကြောင်းပြောပါတယ်